အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပေါ့နော်ဒီတင်နန်းနေ4-50သိန်းပေးပြီးတော့တက်ရတဲ့ဒါဒီတင်နန်းနေရပေါ့နော်အခြေခံဘယ်ကနေစရလဲဆိုတာတော့တခါတည်းကျွန်တော်ဒီကနေပြီးတော့အရင်ဆုံးပြောပြပေးသွားမယ်โอเคအဲ့ဆိုရင်တော့ဒီဒါကျွန်တော်ဒီဖုန်းစုပ်ပေါ့နော်ဒါအစုပ်ဒါပေမဲ့ဒီကောင်မှန်နေပါတယ်အကုန်လုံး file မတုံရင်ကောင်းသေးဒါပေမဲ့ကျွန်တော်ဒီဟာကိုတခါတည်းဒါတော့နားလဲအောင်လို့ပေါ့နော်ခုမှစတင်မဲ့လူတွေတိထားတဲ့အခြေကျွန်တော်ပြီးရင်နောက်တစ်ပတ်2ကကြောက်ကျွန်တော် iPhone နဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်တစ်ခါတင်ပေးမယ် iPhone နဲ့ပတ်သက်ကျွန်တော်ဒီမှန် backlight တွေလဲအလွယ်တကူလဲဒီပေါ့နော် model အနှိမ့်နေရောအမြင့်နေခုနောက်ထွက်ထားတဲ့အမြင့်နေထိပေါ့နော်ကျွန်တော်တစ်ခါလေးပြောပြမယ်လောလောဆယ်ဒါဒီတော့ကျွန်တော်မှရှိတဲ့ဒီ model ပေါ့နော် customer လာတဲ့ model ကိုတစ်ခါလေးကျွန်တော်ပြပေးမယ်ဝေးအဲ့ဆိုစမယ်ပေါ့နော်စမယ်ဆိုကျွန်တော်တို့တိထားဖို့ပါပေါ့နော်ဒီဖုန်းတစ်လုံးလုံးကိုဖြုတ်ဖို့ဆိုရင်ဘာလို့လဲဘာမှမလိုဘူးပေါ့နော်အဓိကကျွန်တော်တို့ဒီ service လုံးမဲ့လို့ဆိုလက်သေးအရှိထားရမယ်ပထမတစ်ချက်ကလက်သေးအရှိထားရမယ်ပေါ့နော်ဒုတိယကလက်သေးအရှိမထားခြင်းကိုကျွန်တော်ဒီမှာကလော်ရန်ရှိတယ်ဒီကောင်ကလော်ရန်လို့ခေါ်တယ်ဒီကောင်ဈေးမရှိဘူးပေါ့နော်ဒီကောင်ဈေးမရှိဘူးတော့2000-3000ပဲရှိတယ်နောက်ပြီးတော့ဒီမှာကြောက်လဲပေါ့နော်ကြောက်လဲဆိုရင်2000-3000ပဲရှိတယ်โอเคအဲ့ဆိုရင်ဒီခုချင်းကြီးပြမယ်နော်ဒီကောင်ကဒီကောင်ကတော့ဒါ Y90 တက်ကိုကျွန်တော်ပြပေးတာဖြစ်တယ်အဲ့ပြီးတော့ကျွန်တော်တို့ဒီဖုန်းအားမဝင်နေပေါ့နော်ဒါဒီကောင်းတော့ဒါ micro လို့ခေါ်တယ်ဒါ micro လို့တော့တိုက်စီမဟုတ်ဘူးเนาะဒါ micro ဒါရိုးရိုးခေါင်းလို့ခေါ်တယ်အများသူမသိတာသူကသိရမလား Android ခေါင်းလို့ပဲသိရတယ်တကယ်ကြတော့ဒီကောင် micro လို့ခေါ်ရเนาะဒီကောင် micro အသွင်ခေါင်းလို့ခေါ်ရကျွန်တော်တို့အသွင်ခေါင်းလဲတဲ့အချိန်ကျရင်ဒီကောင်လေးကိုဖြုတ်လဲရတယ်ဥပမာဒီမှာပါတဲ့ဒီပတ်လန်းတွေပေါ့နော်ပတ်လန်းကုန်လေးပြတ်သွားရချင်းဒီ option တစ်ချက်လုံးလဲရတယ်ပေါ့နော်ဒီအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပေါ့နော်ဒီတင်နန်းနေ4-50သိန်းပေးပြီးတော့တက်ရတဲ့ဒါဒီတင်နန်းနေရပေါ့နော်အခြေခံဘယ်ကနေစရလဲဆိုတာတော့တခါတည်းကျွန်တော်ဒီကနေပြီးတော့အရင်ဆုံးပြောပြပေးသွားမယ်โอเคအဲ့ဆိုရင်တော့ဒီဒါကျွန်တော်ဒီဖုန်းစုပ်ပေါ့နော်ဒါအစုပ်ဒါပေမဲ့ဒီကောင်မှန်နေပါတယ်အကုန်လုံး file မတုံရင်ကောင်းသေးဒါပေမဲ့ကျွန်တော်ဒီဟာကိုတခါတည်းဒါတော့နားလဲအောင်လို့ပေါ့နော်ခုမှစတင်မဲ့လူတွေတိထားတဲ့အခြေကျွန်တော်ပြီးရင်နောက်တစ်ပတ်2ကကြောက်ကျွန်တော် iPhone နဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်တစ်ခါတင်ပေးမယ် iPhone နဲ့ပတ်သက်ကျွန်တော်ဒီမှန် backlight တွေလဲအလွယ်တကူလဲဒီပေါ့နော် model အနှိမ့်နေရောအမြင့်နေခုနောက်ထွက်ထားတဲ့အမြင့်နေထိပေါ့နော်ကျွန်တော်တစ်ခါလေးပြောပြမယ်လောလောဆယ်ဒါဒီတော့ကျွန်တော်မှရှိတဲ့ဒီ model ပေါ့နော် customer လာတဲ့ model ကိုတစ်ခါလေးကျွန်တော်ပြပေးမယ်ဝေးအဲ့ဆိုစမယ်ပေါ့နော်စမယ်ဆိုကျွန်တော်တို့တိထားဖို့ပါပေါ့နော်ဒီဖုန်းတစ်လုံးလုံးကိုဖြုတ်ဖို့ဆိုရင်ဘာလို့လဲဘာမှမလိုဘူးပေါ့နော်အဓိကကျွန်တော်တို့ဒီ service လုံးမဲ့လို့ဆိုလက်သေးအရှိထားရမယ်ပထမတစ်ချက်ကလက်သေးအရှိထားရမယ်ပေါ့နော်ဒုတိယကလက်သေးအရှိမထားခြင်းကိုကျွန်တော်ဒီမှာကလော်ရန်ရှိတယ်ဒီကောင်ကလော်ရန်လို့ခေါ်တယ်ဒီကောင်ဈေးမရှိဘူးပေါ့နော်ဒီကောင်ဈေးမရှိဘူးတော့2000-3000ပဲရှိတယ်နောက်ပြီးတော့ဒီမှာကြောက်လဲပေါ့နော်ကြောက်လဲဆိုရင်2000-3000ပဲရှိတယ်โอเคအဲ့ဆိုရင်ဒီခုချင်းကြီးပြမယ်နော်ဒီကောင်ကဒီကောင်ကတော့ဒါ Y90 တက်ကိုကျွန်တော်ပြပေးတာဖြစ်တယ်အဲ့ပြီးတော့ကျွန်တော်တို့ဒီဖုန်းအားမဝင်နေပေါ့နော်ဒါဒီကောင်းတော့ဒါ micro လို့ခေါ်တယ်ဒါ micro လို့တော့တိုက်စီမဟုတ်ဘူးเนาะဒါ micro ဒါရိုးရိုးခေါင်းလို့ခေါ်တယ်အများသူမသိတာသူကသိရမလား Android ခေါင်းလို့ပဲသိရတယ်တကယ်ကြတော့ဒီကောင် micro လို့ခေါ်ရเนาะဒီကောင် micro အသွင်ခေါင်းလို့ခေါ်ရကျွန်တော်တို့အသွင်ခေါင်းလဲတဲ့အချိန်ကျရင်ဒီကောင်လေးကိုဖြုတ်လဲရတယ်ဥပမာဒီမှာပါတဲ့ဒီပတ်လန်းတွေပေါ့နော်ပတ်လန်းကုန်လေးပြတ်သွားရချင်းဒီ option တစ်ချက်လုံးလဲရတယ်ပေါ့ဒီကောင်ကိုပြပေးတာဒါနှစ်ချက်ပေါက်ပြီโอเคဒီကောင် vibrate ပါ vibrate အဲ့တော့ကျွန်တော်အောက်ကနေပဲဆက်သွားမယ်เนาะဒီကောင်ဘာလဲဆိုရင်ဒီကောင်မှန်ကျိုးမဟုတ်ဘူးဒီကောင်ကဒီကျွန်တော်တို့ဒီအားဝင်တဲ့လမ်းကြောင်းတွေအတန်းစပီကာတွေပေါ့နော်အားဝင်တဲ့လမ်းကြောင်းတွေအတန်းစပီကာတွေအဓိကထားပြီးကျိုးပြပေါ့နော်ဒီကောင်အောက်ချမ်းကျိုးပြလို့ခေါ်တယ်ဒီကောင်ကကျတော့ဒီမှာပါတဲ့ဒီ socket ကနေပေါ့နော်ဒီ socket လေးကနေပြီးတော့ကျွန်တော်တို့ဒီမှာမာသားဘုတ်မှာပါတဲ့ဒီ socket ကိုသွားတဲ့ကျိုးလေးပေါ့နော်ကျိုးလေး okayတီးပြီပေါ့နော်ကျွန်တော်တီးပြီပေါ့နော် okay ဒါရကင်မရာတွေပေါ့နော်ဒါမြင်ုံနဲ့နေတီးပါတယ်ဒါ CPU ပေါ့နော် CPU ဘိုင်းနေဒီကောင်တွေကကြာတော့ဒါ network အုပ်စုတွေရှိမယ်power IC ဘိုင်းတွေရှိမယ်ပေါ့နော်ဒါတွေကိုကျွန်တော်တက်ရှင်းပြမယ်နောက်ပြီး okay ဒီကောင်တော့လက်တီအိုင်ယွန်မှာလက်တီအိုင်ယွန်ဘက်ထရီပါဒီကောင်တွေကဒီဘက်ထရီဖောင်းတဲ့ခါတွေပေါ့နော်ဖောင်းလာခဲ့တဲ့ပြဿနာတွေကျွန်တော်နောက်ပိုင်းမှာ video တွေတင်ပေးအောင်ပဲ okay အဲ့တော့ဒီကောင်ကဒီကောင်လေးကတော့ဒါစပီကာပေါ့နော်စပီကာရဲ့အလုံးလုံးပုံကရိုးရိုးရှင်းပဲကျွန်တော်တို့ဒီမှာအထိုင်ပါတယ်ဒီဘက်ကအထိုင်မှာဒီထိုင်ပေါ်မှာပေါ့နော်ထိုင်ပေါ်မှာဒီစပီကာကိုသူကထိုင်ထားတာထိုင်ပြီးတော့အတန်လောင်ဒီကြောပြဆော့ကကနေပြီးတော့လည်းအလုံးလုံးတယ်အောင်းဝင်လေးဒီကြောပြဆော့ကပဲအလုံးလုံးထား
okay ပြီးတော့ကျွန်တော်ဒီမှာ body cover ဒီကောင်ကြတော့ဒါကျွန်တော်ဒီစင်းအိမ်ထိုးတဲ့ဟာကိုပေါ့နော်ဒီကောင်စင်းထွေးလို့ခေါ်မယ်ဒီကောင်စင်းထွေးလို့ခေါ်ဒီကောင်ကတော့ဒါငကထိုးပေါ့နော် SD ကရပါမယ်ဒီကောင်ကတော့ body cover ဒီကောင်ကတော့ cover ပဲရှိသေးတယ်ဒီကောင်ကတော့ NCD man NCD man ဟိုမှဒီ man လက်သက်ခွာလို့ရသေးတယ်ဒီ man လက်သက်ခွာလို့ရတယ်ပေါ့နော်ဒီကောင်တွေကလဲရတာလဲဈေးမရှိဘူးဒါနောက်ပိုင်းဒီပစ္စည်းဈေးနှုန်းတွေနဲ့ quality တွေကိုကိုယ်တိုင်လေးလို့ရအောင်ပါလို့ခိုင်းတခါလေးပြင်လို့ရအောင်ပေါ့နော်တခါလေးလုပ်ပေးမယ်ဒီကောင်ဒီမှာထိုင်းထားတဲ့ကောင်လေးကကောင်လေးကကျင်လာလို့ထားမှာပေါ့ဒီကောင်စင်လာလို့ထားကျွန်တော်ဖုံးပြောတဲ့ဖုံးလာတဲ့အချိန်မှာပေါ့နော်ဖုံးလာတဲ့အချိန်မှာကျွန်တော်နားနဲ့ဒါမှမဟုတ်အရေးတစ်ခုခုဖုံးဆိုတော့သူက auto မှိန်းပေးတာပေါ့နော်ကျွန်တော်နားနဲ့ကလိုင်းမှိန်းသွားတယ်ဒီကောင်စင်လာပါဒီကောင်ကတော့ ear speaker ပေါ့နော်ဒီ speaker ကကျွန်တော်တို့ဘာနဲ့လုပ်လဲတော့ပဲဒီမှာမာသာဘုတ်မှာပါတယ်ဒီကျွန်တော်အထိုင်လေးပေါ့နော်ဒီမှာမာသာဘုတ်မှာဒီနှစ်ခုကပေါ်အဖုံးပါသေးတယ်ဖုံးနဲ့သူက connect လုပ်ထားပါ okay နောက်ပြီးတော့ကျွန်တော်ဒီမာသာဘုတ်ကိုပြန်ကြည့်မယ်ပေါ့နော်မာသာဘုတ်မှာပြန်ကြည့်မယ်ဆိုရင်အခုကျွန်တော်ပြောဆွမ်းတာဆင်းထွေးပေါ့နော်ဒီကောင်ရောက်သွားတယ်ဒီမှာပေါ့နော်ဒီကောင်လေးကကြတော့ကျွန်တော်တို့အပြင်ကနေထိုးလိုက်ရင်တော့သူအထက်ကိုဝင်သွားဆိုဒီမှာတင်ကတ်နေရမှာပေါ့သူကဒီမာသာဘုတ်မှာထိုင်ထားတယ်ဆင်းထွေးအိမ်လေးကိုသူကဒီထဲမှာစင်ကတ်လောက်ထားပေါ့နော်စင်ကတ်လောက်တဲ့ကျွန်တော်ဒီနောက်မှာကျောင်းမှာဆိုတာ CPU ရှိမယ်ပေါ့နော်ဒီကောင် power IC ဘိုင်းတွေရှိမယ်နောက်မှာနောက်ပြီးတော့တို့ဒီမှာဒါကရှေ့ကင်မရာပေါ့နော်ရှေ့ကင်မရာကသူကဒီလို socket လေးနဲ့ထိုင်ထားတာဗျဒီလို socket လေးနဲ့ထိုင်ထားမြင်ရလားမသိဘူးဒါလေးနဲ့ထိုင်ထားတာ okay ဒီဘက်ကကျွန်တော်တို့အကြမ်းများပြနဝအုပ်စုလို့ပြောလို့ရတယ် okay နဝအုပ်စုကကျ line တက်တဲ့အုပ်စုပေါ့နော် line တက်တဲ့အုပ်စုမှာကျွန်တော်ပြပေးဦးမယ်ဒီမှာကျိုးလေးပေါ့နော်ဒီကျိုးလေးကကျွန်တော်တို့ဒါနဝ line တက်တဲ့ကျိုးပေါ့နော်ဒါဖုံးပေါ်တဲ့အနေနေမှာဆိုရင်ဒါကျွန်တော်အခြေခံအဆင့်မလို့ပြောပြရအောင်နော်ပုံမှန်တင်တဲ့တက်ကောင်လေးဆိုတည်တယ်ဒီကျိုးကကျွန်တော်တို့အာသွင်းကောင်းသွားလဲပဲထားပါဗျာတိုင်းတစ်ဆိုင်အာသွင်းကောင်းသွားလဲတယ်အာသွင်းကောင်းသွားလဲတဲ့အချိန်မှာကျွန်တော်အာသွင်းကောင်းလဲကေအားတော့မဟုတ်ဘူးဒါပေမဲ့ငါညီကမင်းဆိုင်သွားအောင်ကမင်းဆိုင်မလာရင်တော့အခုက line တက်တယ်ကွာအားပဲမလို့အခုအားတော့ဝင်မှဒါပေမဲ့စင်ကက line တက်တော့ဖြစ်သွားတယ်ဆိုကျွန်တော်အဲ့လိုမျိုး customer ရဲ့ error တက်ကြတယ်ပေါ့နော်အဓိကဖြစ်တာကဒီနောက်အကျိုးလေးကိုပေါ့နော်ကျွန်တော်တို့ဖြုတ်တက်တဲ့အချိန်မှာပြန်မတက်မိတာပေါ့နော်ပြန်မတက်ဖို့မေ့နေတာဒါမျိုးတွေကြောင့်လို့ဒီနောက်ကဒါဒီကျွန်တော်ဘယ်နဲ့ဒီဘက်နဲ့ငုတ်ကလေးလွတ်ထားပေါ့နော်အဲ့ဒါလေးကြောင့်ဖြစ်တာအဓိကပေါ့ဒီကလို့ဖြစ်ပြီးတော့ကျွန်တော်တို့ဒီလွတ်ကြရင်လည်းဒါပြုတ်ရင်လည်း line မတက်တာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒီကျိုးကကျွန်တော်အောက်ချမ်းတယ်ပေါ့နော်ဒီအောက်ချမ်းတယ်ကျွန်တော်ဒီမာလာပုံနဲ့ဒါဒီမျိုးဆက်ရတာပေါ့နော်ဒီမှာသူ့ငုတ်ကလေးပါမယ်โอเคအဲ့ဒါဆိုရင်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလောက်အကုန်လုံးပြီးပါဘူးလို့ကျွန်တော်သိသွားပြီဗီဒီယိုကအရင်နဲ့မြန်တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောဖို့မေးနေကြတာတခုရှိဒီကောင်မှာ socket အထိုင်လေးရှိတယ်ပေါ့နော်ဒီကောင်ကတော့ဒီမာလာဘုတ်မှာကျွန်တော်တို့ဒီအောက်ချမ်းကနေလာတဲ့အထိုင် socket ဒီကောင်ကတော့ battery socket ပေါ့ဒီကောင်ကတော့မှန် socket ပေါ့နော်ဒီလိုကျိုးလေးတွေမှာပေါ့နော်ပြောပါလားဒီမှာကျွန်တော်ဒီလိုမှာဒီကျိုးလေးမှာ socket လေးပါတယ်ပေါ့နော်ဒီ socket လေးနဲ့ဒီလိုမျိုးအထိုင် socket လေးနဲ့ဒါဖိပြီးတက်ရတာအဲ့ဒါမျိုးလေးပါ